ဒီကောင်မလေးဟာအဖြူနဲ့အမဲရောနေတဲ့စပင်နဲ့မွေးဖွားလာခဲ့ပါတယ်။ဒီနေ့ဟာသူမကျောင်းစတက်တဲ့ပထမဆုံးနေ့ပါ။သူမကစင်ကြံလမ်းမှာယုံကြည်မှုအပြည့်နဲ့ရှောက်သွားရင်အတန်းဖော်တွေနဲ့မိတ်ဆွေဖွဲ့ဖို့လက်ကမ်းခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးတစ်ယောက်ကသူမကိုပယ်ချယုံတာမကသွားဖုံးကိုပါသူမရဲ့မျက်နှာပေါ်ကတ်ခဲ့ပါတယ်။ဒေါသထွက်သွားတဲ့သူမကပြန်တိုက်ခိုက်ခဲ့ပေမဲ့ကျောင်းအုပ်ကြီးကဖမ်းမိပြီးရုံးခန်းကိုခေါ်သွားခဲ့ပါတယ်။သူမအပြစ်ပေးခံခဲ့ရပါတယ်။အဲ့ဒီနေ့ကစပြီးအနိုင်ကျင့်မှုတွေပိုဆိုးလာခဲ့တဲ့ကလေးတွေကသူမကိုနေတိုင်းဆန်းနောက်ခဲ့ကြတဲ့တခါတလေဆိုအမိုက်ပုံထဲကိုတောင်ပြစ်ထည့်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမှာပဲသူမပထမဆုံးတငယ်ချင်းကိုတွေ့ခဲ့ရပါတယ်။ကလေးတွေကသူမကိုဆက်လက်နှိပ်စက်နေခဲ့ပေမဲ့သူမကဘယ်တော့မှအရှုံးမပေးခဲ့ပါဘူး။ဒီလိုကြောင့်သူမမကြာခဏပြဿနာတွေတက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျောင်းကသူ့အမေကိုခေါ်လိုက်တယ်။တခြားရွေးစရာမရှိတော့တဲ့အတွက်သူ့အမေကတငယ်ချင်းတယောက်စီကနေအကူအညီတောင်းခဲ့တယ်။သူမရဲ့သမီးကိုကားထဲမှာစောင့်ခိုင်းခဲ့တယ်။ဒါပေမဲ့တိကျင်စိတ်ပြင်းပြတဲ့ကောင်မလေးကပါတီပွဲတွေကိုခိုးဝင်သွားခဲ့တယ်။အဲ့ဒီမှာဒါမေရှင်ခွေးတွေကိုသူမတွေးလိုက်ရတယ်။ရုတ်တရက်ခွေးတွေရိုင်းဆိုင်သွားပြီးသူမနောက်ကိုလိုက်ခဲ့ကြတယ်။သူမကဒန်းစီပြီးထွက်ပြေးခဲ့ရပြီးကြောက်ရွံ့စွာနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့သူမအပြင်ရောက်တဲ့အခါကြောက်မက်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေးလိုက်ရတယ်။တယောက်ရဲ့အမိတ်ပေးမှုနဲ့ခွေးတွေကသူမရဲ့အမေကိုတိုက်ခိုက်ပြီး6ကမ်းပါးပေါ်ကနေတွန်းချလိုက်ကြတယ်။အဲ့ဒီလိုအမိတ်ပေးခဲ့တဲ့အမျိုးသမီးကိုကောင်မလေးရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။နှစ်တွေကြာပြီးနောက်အဲ့ဒီကောင်မလေးက fashion designer တယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့သူ့အမေရဲ့တေဆုံးမှုကိုဘယ်တော့မှမမေ့ခဲ့ပါဘူး။သူမကသူ့အမေကိုတတ်ခဲ့တဲ့အမျိုးသမီးပိုင်ဆိုင်တဲ့ကုမ္ပဏီမှာဝင်ရောက်အလုပ်လုပ်ခဲ့ပါတယ်။တညမှာဒါတော့သူမကရွှေရောင်ပလဲအိတ်တလုံးကိုဝယ်ပြီးတောက်ပတဲ့ဝစ်စုံတစ်ထည်ကိုတလုံးချင်းစီချုပ်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့သူမအဲ့ဒီတောက်ပတဲ့ဝစ်စုံကိုဝစ်ဆင်ပြီးပေါ်လာတဲ့အခါလူတိုင်းအံ့အားသင့်ခဲ့ကြပါတယ်။ခွာရလို့ခေါ်တဲ့အဲ့ဒီအမျိုးသမီးကဝစ်စုံကိုခိုးယူဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့ဒါကကောင်မလေးရဲ့အစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီည fashion show ပွဲမှာမော်တော်ဆိုင်ကယ်တစ်စီးရုတ်တရက်ရောက်လာခဲ့ပါတယ်။မိကိုရီကြားကနေလှုပ်ဝက်ဆန်းကျဲတဲ့ကောင်မလေးတစ်ယောက်ပေါ်လာခဲ့တယ်။သူမရဲ့ fashion ပုံစံကအရန်ထူးခြားတဲ့အတွက်လူတိုင်းရဲ့အာယုံသူမစီရောက်သွားခဲ့ပါတယ်။ကင်မရာတွေလင်းလက်သွားပြီးအာယုံအားလုံးကတ်လာရစီကနေရွေ့သွားခဲ့ပါတယ်။အဲ့ဒီနောက်ရုတ်တရက်မီးတွေပြတ်သွားပြီးနေရံပေါ်မှာနံပါတ်တစ်ခုလင်းလာခဲ့တဲ့ကောင်မလေးကခန့်ညားစွာလမ်းလျှောက်ထွက်သွားတဲ့အခါလူတွေတုံ့လှုပ်သွားခဲ့ကြတယ်။တညအတွင်းမှာပဲ fashion လောကမှာသူမရဲ့နာမည်ဟာဒဏ္ဍာရီတစ်ခုလိုသွားခဲ့ပါတယ်။ရက်အနှဲငယ်ကြာမှာတော့ထုတ်ကုန်အသစ်တွေမိတ်ဆက်တဲ့ပွဲမှာအမိုက်ပုံကတစည်းအခမ်းအနားအပြင်မှာရက်သွားခဲ့တဲ့အဖုံးပွင့်သွားပြီးအထည်ပုံတွေပြုတ်ကျလာခဲ့တဲ့ပြုံးရည်ရင်ကောင်မလေးကပုံစံအသစ်နဲ့ထွက်ပေါ်လာခဲ့တဲ့သူမကကားပေါ်တက်လိုက်ပြီးကားရွေ့သွားတဲ့အခါမှာတော့အဲ့ဒီအထည်တွေဟာတကယ်တော့15မီတာရှည်တဲ့ဝတ်စုံဖြစ်တယ်ဆိုတာကိုလူတိုင်းသဘောပေါက်သွားခဲ့ကြတယ်ဘယ်သူမှခေါ်ရကိုဂရုမစိုက်တော့ပါဘူးရက်အနှဲငယ်ကြာတော့လန်ဒန်ကအဓိကဖက်ရှင်ပွဲတစ်ခုမှာကလာရာရဲ့ကားဂိတ်မှာပြတ်သွားခဲ့တဲ့တကားကပိတ်မိနေခဲ့တဲ့အဲ့ဒီအချိန်မှာလှုပ်ဝက်ဆန်းကျဲတဲ့ကောင်မလေးထပ်ပေါ်လာခဲ့ပါတယ်သူမရဲ့ရှည်လျားတဲ့တော်ဝင်ဝတ်စုံအမီကိုကားပေါ်ဖြန့်ခင်းလိုက်ပြီးတဖန်ကင်မရာတိုင်းသူမစီကိုလှည့်သွားခဲ့တဲ့နောက်နေ့မှာသတင်းစာတိုင်းကသူမဖက်ရှင်လောကမှာဖန်တီးခဲ့တဲ့မုန်တိုင်းအကြောင်းကိုပဲရေးခဲ့ကြပါတယ်အဲ့ဒီအမျိုးသမီးကိုအခုတော့လူတိုင်းကခရူအဲလာလို့ခေါ်ခဲ့ကြပါတယ်ဒေါသထွက်နေတဲ့ကလာယာကသူ့အဖွဲ့ကိုအဲ့ဒီကောင်မလေးကိုရှာဖို့အမိန့်ပေးခဲ့တယ်ဒါပေမဲ့သူမကအယမ်းညံကောင်းပါတယ်ရဲတွေတောင်သူမကိုခြေရခံလို့မရခဲ့ပါဘူးစစ်ပြက်လက်ပြက်ဖြစ်နေတဲ့ကလာယာကသူမရဲ့ရွှေရဝတ်စုံကိုပဲယုံကြည်အားထားခဲ့တယ်ဒါပေမဲ့ကောင်မလေးကအရာအလုံးကိုအစီအစဉ်ချထားခဲ့ပြီးသူမကသူ့တငယ်ချင်းတွေကိုအချက်ပြပြီးကုမ္ပဏီတွေကိုခိုးဝင်အတူအယောင်တဲလုံစတွေခြံထားခဲ့ပါတယ်ကလာယာထိတ်လန့်သွားပြီးဝတ်စုံတွေအလုံးကိုဗီဒီယိုထဲမှာတောက်ခတ်ဖို့အမိန့်ပေးခဲ့တယ်ဘယ်သူမှဖွင့်ခွင့်မရှိဘူးဒါပေမဲ့ဒါကတကယ်တော့သူမရဲ့ထောင်ချောက်ပါပဲ fashion show နေ့မှာဗီဒီယိုကိုဖွင့်လိုက်တဲ့အခါပိုးဖလန်ရပေါင်းများစွာပြန်ထွက်လာခဲ့တယ်ပရိသတ်တွေအော်ဟစ်ပြီးထွက်ပြေးခဲ့ကြတဲ့အတွက်ခွာရာရဲ့တန်ဖိုးရှိတဲ့ဝတ်စုံတွေပျက်စီးကုန်ကြပါတယ်တကယ်တော့အဲ့ဒီရွှေရောင်ပလဲတွေဟာပလဲတွေမဟုတ်ပါဘူးအဲ့ဒါတွေဟာပိုးဖလန်ဦးတွေဖြစ်ပါတယ်ဒီလိုနည်းနဲ့ပဲကောင်မလေးဟာသူ့အမေအတွက်နောက်ဆုံးလက်စားချေနိုင်ခဲ့ပါတယ်သူမလုပ်ခဲ့တာမှန်ကန်ပါသလားတင်းရဲ့အမြင်ကိုခမန်မှာပြောပြပေးခဲ့ပါဦး